ဒီကနေ့ခေတ်ယောဂီတွေကထင်ကောင်းထင်လိုက်ပဲတရားရိပ်သာသွားပြီးရက်ရှည်တရားကြီးထိုင်မှလို့ဒါကတော့လူကိုလိုက်လို့ဖြစ်တာခုတရားနားနေတာဟာလည်းပဲတရားကျင့်နေတာပဲเนาะဘာဖြစ်လို့တရားကျင့်နေတယ်လို့ပြောနိုင်ရတော့နားနေတဲ့အချိန်မှာမှန်ကန်တဲ့လမ်းကြောင်းတွေကိုရှင်းပြနေတဲ့အချိန်မှာအဲ့ဒီလမ်းကြောင်းအတိုင်းအေးဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်လို့ဒီလိုသဘောကျနေတဲ့အချိန်မှာလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးမာမနာလည်းမဖြစ်ဘူးဟောကိလေသာတွေအဲ့ဒီချိန်မှာငြိမ်းနေကိလေသာတွေစိတ်ငြိမ်သွားတဲ့အခါကျတော့အတိဉာဏ်တွေကလည်းတက်လာသဘောပေါက်သွားဉာဏ်ကနေသဘောပေါက်သွားဟောတမက်တဖို့ရသွားကြတယ်ဆိုတာရှင်းတော့ကတရားနာရင်လည်းပဲရသွားနိုင်တယ်ဒါတော့ကိုယ့်ရဲ့အတိုင်းအတာတစ်ခုပေါ့လူတွေရဲ့တဏ္ဍာမှာရှိတဲ့အည်ချင်းအလိုက်ဒါကတော့ဖြစ်တာပေါ့အေးဓမ္မနုဓမ္မပฏิပတ်တိဆိုတာဘယ်နှရက်ကျင့်ရမယ်ဘာလုပ်ရမလို့ပြောလို့မရဘူးမြတ်စွာဘုရားကတော့တတိပဒံကျင့်စဉ်ကိုပြောတာ9ရက်ပဲစမ်းကြည့်ပါတရားတို့တရားများရနိုင်ပါတယ်လို့အဲ့တော့9ရက်နဲ့ရတဲ့ပုဂ္ဂိုလ်လည်းရှိတယ်9ရက်အတွင်းရတဲ့ပုဂ္ဂိုလ်လည်းရှိ10မိနစ်နဲ့ရတဲ့ပုဂ္ဂိုလ်တွေလည်းရှိအသိဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေကြတော့တရားနာရင်လည်းပဲတရားတို့တရားများရတယ်မြတ်စွာဘုရားလက်ထက်တုန်းကဆိုလို့ရှိရင်အိုးဒေသနာဝတ္တနေဟုတ်လားတရားတစ်ခုဆုံးလိုက်တာနဲ့တပြိုင်နက်သိမ့်ချီတန်းချီတဲ့တတ္တဝါတွေကျွတ်တရားရသွားကြတယ်တပည့်စကြာတရားရဲ့အဆုံးမှာလူသားတွေကရှင်ကွန်းတင်ညနတ်ပြမာတွေကပြမာတွေက18ကလေးကြည်တရားထုတ်နေတာမဟုတ်ဘူးတရားနားနေတဲ့အချိန်မှာစိတ်ဆိုင်ပြီးတော့ကိုယ်တဏ္ဍာမှာဖြစ်တဲ့တရားတွေပါပြောတဲ့စကားနောက်မှာလိုက်ပြီးရှုရင်းနဲ့ဒါကျင့်နေတာလို့ခေါ်တယ်အဲ့တော့အတိုင်းအတာတစ်ခုဟာဘယ်လောက်ကျင့်ရမယ်ဆိုတော့ပြောလို့ပြအောင်ကိုယ့်ရဲ့ဉာဏ်ရည်ဉာဏ်သွေးပေါ်မှာမိတည်ပြီးတော့နေတယ်